ဟိုကျွန်တော်ဗီဒီယိုပြန်ဆက်လိုက်ရပါတယ်နည်းနည်းလက်ကမှနှိပ်တယ်ဘရသာကျွန်တော်ပွဲစဉ်မှန်လေးပါနော်ရှုံးပါပါတယ်ကျွန်တော်တို့တေးကိုပဲထပ်လိုက်ပါဟုတ်တယ်ဒီစက္ကန့်လေးတစ်ချက်စောင့်ပါနော်ဘရသာလိုက်စာလေးများများလေးချိန်ထားရင်တော့ကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ကဲတွေ့တဲ့အတိုင်းပဲနော်ကြံဝင်းသွားပါပြီဒီမှာတစ်ချက်ရှိုးပါဒီမှာနော် brother တင်းနဲ့ flight စာ3ချိန်မကျော် brother အဲ့ဒါကျွန်တော် formula လေးရဲ့ထင်ရတဲ့လောက်တော့အကြီးတက်ထိုးလိုက် brother အကြီးကိုကျွန်တော်ဒီမှာဆက်ဆော့ပြမယ်ဂိမ်းရဲ့ formula ဆိုင်လေးကိုလည်းကျွန်တော်ပြပြမယ်ဆိုရင်တိတ်ကွန် brother တို့တက်လာခဲ့ပဲပိုကောင်းပါတယ်ဒီမှာရှင်းပြရတဲ့ထက်ကျွန်တော်ရဲ့ mobile လေးတို့တိတ်ကွန်မှာလက်တွေ့အကောင်းဆုံးရှင်းပြခြင်းပါတယ်ဒီရတော့တင်းကကျွန်တော်ဗီဒီယိုတွေသိမ့်မတင်ပြတာလဲကျွန်တော်ဆောင်းဝဲရှိလို့ပါအဲကြောင့်နည်းနည်းလေးတိခံပြီးပါဆောင်းဝဲပြီးကျွန်တော်ပြန် live stream ပြန်စတာပဲเนาะ brother တွေကျွန်တော်တို့ညဘန်းငွေချခြင်းတယ်ဆိုကျွန်တော်တို့ formula လေးတွေချပြီး brother ရဲ့တူဆော့မယ်ကြီးပဲထက်လိုက်အကြီးမှရှုံးရင်ဘာသာကြီးပဲလိုက်မယ်လို့ရှုပ်တယ်ကြီးရှုံးရင်ကြီးလိုက်တော့ပါလားဝဲရပါလေလူတိုင်းကိုလောဘနဲ့ကိုထိန်ဆော့ကြပါเนาะ brother အခုပဲပင်ဖိုက်ပြီးအခုပဲအတီးထားခြင်းလို့မရပါဘူးအဲ့လေကျွန်တော် formula တိုင်းနဲ့ထည့်ပြောချင်ပါတယ်ကိုကျိုးတိုင်းကိုကျိုးတော့ရမယ်ဟုတ်ပြီကျွန်တော်ဟိုနေ့မှဆိုတော့ကျွန်တော်ကြီးကိုထလိုက်မယ် formula စာညသွားနေလားမသိဘူးအဲ့ဒါစာမျက်နှာတော့ကြည့်တယ်တုံညာပြီပါလားတုံညာပြီအသေးထက်လာလည်းရှိတယ်ပြောလိုက်တုံညာပြီအသေးထက်လာတာလေတုံညာပြီကျွန်တော်ထင်တယ်တုံညာပြီအကြီးလာတာများဒီမှာ6လေးအသေးလေးချိန်ထက်ကြာရင်တော့ brother နဲ့နှစ်လေးဟာလေးပြောင်းထိုးလိုက်ကောင်းမလားဝက်ကြားပြထိုးလာဟုတ်ကြည့်မယ်တစ်ချက်တော့ကြည့်မယ်ဒါရရှင်နေနေငါရဲ့ဒီကကြဒီတေးချလိုက်တေးချများနေပါဟုတ်တယ်ဒီမှာနော်လိုက်စာလေးကျွန်တော်ပြင်ပေးထားပဲလိုက်စာလေးတန်းလိုက်ပါဒီမိနစ်စက္ကန့် brother တစ်ချက်ဆောင်ပါမချိန်လည်းပါနော်လိုက်စာလေးလည်းချိန်သားပဲကိုချိန်သားထိုးမယ်ကြည့်တယ်မင်းကတော့ကွာကဲတပင်းကတော့မိရနော်မတွေ့တဲ့တိုင်းဘလိုပဲနေနေကျွန်တော်လက်ကနေမလွတ်ပါဘူးဒီကောင်းတွေ့ရနော် browser ထင်တဲ့အတိုင်းပဲကျွန်တော်ဒီမှာလက်တွေ့ဆော့ပြရနော်အေးစေကျွန်တော်ဘလိုဆော့ဆိုတော့တရားလေးရှင်းပြမယ်ဆိုရင်တော့ဒီမှာအသေးတွေဇက်တိုက်ကြလာပြီဆိုတော့အသေးပဲဆက်သွားပါနည်းနည်းလောဘကြည်လိုက်ထိန်းကိုလောဘကိုထိန်းဆော့ပါလို့ကျွန်တော်လည်းမြင်ထားခဲ့မယ်နော်အားလုံးကျွန်တော်ခေါ်လေး line subscribe လေးနဲ့ကျွန်တော်နောက်ပိုင်းကျွန်တော်ဒီမီ channel မှာတင်မဲ့တော့မလို့ line subscribe လေးနဲ့ခဲ့ပေးကြအောင်လို့အားပေးကြရင်လည်းဒါရိုက်ခဲ့ပါနော်အားလုံးကိုပိုင်ပါမတရားရှင်ကျွန်တော်တိတ်ခေါ်မလား channel မှာလာမလို့ရပါတယ် bye bye အားဝ